American ကိုဘာဖြစ်လို့ United States of America လို့ခေါ်တယ်။ဘာဖြစ်လို့ America ကို Federal States of America လို့မခေါ်တယ်။ကြည့်တွေ့ကြည့်။အဲ့မှာကွာသွားတယ်။အဲ့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေကလေအကောင်းမြင်တဲ့သူနဲ့အဆိုးမြင်တဲ့သူပေါ့နော်။စကြင်ကျင်နဲ့စိတ်ရှိတဲ့သူကြောင့်လည်းအဆိုးမြင်ကြတာပေါ့နော်။တကယ်သေးသေးချာချာစဉ်းစားကြည့်လို့ရှိရင်2008ဖွဲ့စည်းပုံအခြေခံဥပဒေသည် transitioning ဆိုတဲ့အသွင်ကူးပြောင်းရေးကိုချောချောမွေ့ဖြစ်အောင်လို့နော်ရေးဆွဲထားတာကိုသိသိပါတယ်အဲ့တော့ဒီနေရာမှာဒီနေ့သိပြောကြတာရှိရ Federal ဆိုတဲ့ကိစ္စရတယ်နော်အဲ့ Federal ဆိုတဲ့ကိစ္စရလို့ကိုနည်းနည်းရှင်းပြအဲ့ဒါပါလေလို့ပြောလို့ရှိရင်2008ဖွဲ့စည်းပုံချင်ဥပဒေကိုသိချာဖတ်ကြည့်နောက်ဆက်တွဲတွေမှာ Federal Right တွေပေးထားတယ် Federal ရဲ့အခွင့်အရေးတွေပေးထားတယ်ဒါပေမဲ့ Federal ရဲ့ responsibility ကိုမတောင်းတော့ပဲအဲ့တခုဘာလို့လူတွေမေ့နေကြတာတော်များများဥပဒေသမားတွေကိုယ်တိုင်ကအဲ့ဒါကိုမေ့နေကြတယ် Federal Right ကိုပေးတယ်သူ့ရဲ့ responsibility ကိုတော့မှပြန်မတောင်းထားဘူးဥပမာလေးကိုပြောပြပေးမယ်ဆွစ်ဇာလန်နဲ့တခြားနိုင်ငံတချို့ရှိတယ်ဘူးလေသူ့ရဲ့ပြည်နယ်တွေအလိုက်ပေါ့နော်မင်းတစ်ချက်ယူနှစ်ချက်ယူသုံးချက်ယူစသည်အဖြစ်ပေါ့ဒါ budget တွေခွဲပေးတယ်ပေါ့နော်ဒါNME area နဲ့လည်းဆိုင်တယ် population နဲ့လည်းဆိုင်တယ်ပေါ့အဲ့တော့တစ်ချက်ယူနှစ်ချက်ယူသုံးချက်ယူကယူပြီးရင်သုံးချက်သမားကတစ်ချက်ဖို့ပဲပြန်လုပ်ပြီးလို့မရဘူးသုံးချက်ယူပြီးရင်သုံးချက်ဖို့ပြန်လုပ်ပေးရတယ်အဲ့တော့နောက်ဆုံးမှာသူတို့ဒါကိုမနိုင်တော့ကဲဘိုးကြီးတော့မင်းအာဏာတချို့ပြန်ယူလိုက်ငါတို့မနိုင်ဘူးအဲ့ဒါတော့ဖြစ်သွားတယ်အဲ့တော့ကိုတို့ရဲ့ဒီ2008ဖွဲ့စည်းပုံရှိအောင်နံပါတ်1သိရမှာက transitioning ဆိုတဲ့အသွင်ကူးပြောင်းရေးကာလကိုဟုတ်ပြီနော်အဲ့တော့အခု American ကိစ္စရလေးကိုနည်းနည်းပြောပြတယ် American ကိုဘာဖြစ်လို့ United States of America လို့ခေါ်တယ်ဘာဖြစ်လို့ America ကို Federal States of America လို့မခေါ်တယ်ကြည့်တွေ့ကြည့်အဲ့မှာကွာသွားတယ်နော်ပြည်နယ်တွေကိုသူက states လို့ပဲခေါ်တယ်ဟုတ်ပြီနော်ဒါပေမဲ့သူ့မှာ right ကိုပေးထားတယ်ဟုတ်ပြီနော် states ကို Federal နဲ့မပေးဘူးအဲ့ဒါဘာဖြစ်လို့လဲအပြည့်ရှင်းရှင်းနေပဲနော်တကယ်ပြောမယ်ဆိုလို့ရှိရင်ကိုကအမေရိကန်မှာနော်စချင်းတော့စခေါ်တာကဘာလဲဆိုရှင် British America လို့ခေါ်တယ်သူလွတ်လပ်ရေးမရခင်ဒုတိယခေါ်တာ13 colonies စချင်းတော့သူက73ပြည်နယ်ပဲရှိတယ်နော်ကိုလိုနီနိုင်ငံကိုလိုနီပြည်နယ်73ခုပေါ့နောက်တစ်ခါကြားတဲ့အခါကျတော့ခေါ်သွားတာကAmerica colony ဆိုပြီးခေါ်တယ်အဲ့ဒါပြီးတော့လွတ်လပ်ရေးရတယ်လွတ်လပ်ရေးတဲ့အခါကျတခါတည်းတန်ပြီး United States of America လို့ခေါ်တယ် Federal နဲ့လောက်ထားတယ်ဘာဖြစ်လို့ Federal States လို့မခေါ်လဲအဲ့ဒါကိုတို့စဉ်းစားဖို့ကောင်းတာပေါ့73ပြည်နယ်ရှိတယ်တောင်ပိုင်းကဟုတ်ပြီနော်17ပြည်နယ်ဖွဲ့တစ်ခွင်တောင်းတယ် CSA ဒါကြောင့်လို့ America ပါတယ်ဟုတ်ပြီနော်မင်း Federal States of America လို့မခေါ်ဘူး United States of America လို့ခေါ် American ပြည်ထောင်စုမြန်မာနိုင်ငံမှာကြတော့ကိုတို့ကအခေါ်ပြောင်းရတယ်ပြည်ထောင်စုမြန်မာနိုင်ငံက Federal Right ကိုပဲပေးထားတယ်သူ state လို့မသတ်မှတ်ပေးထားဘူးအဲ့ဒီကိုတို့စဉ်းစားဖို့ကောင်းတယ်နော်အဲ့တော့ကိုတို့ပြန်ချုပ်ရမယ်ဆိုလို့ရှိရင်2008ဖွဲ့စည်းပုံအခြေခံဥပဒေဒီ transitioning ဆိုတာကိုကိုတို့ကမမေ့ပါနဲ့နော်အဲ့ဒီထဲမှာအဓိကကြတာ Federal Right တွေပေးထားပါတယ်နော်သူ့စီကနေပြီးတော့မင်းကဘာပြန်ပေးရမလဲဆိုတာတော့မှသူတောင်းမထားဘူးနော်အဲ့တော့ကိုတို့ကနေပြီးတော့ဟာလာပြုပြင်ပြောင်းလဲရေးလုပ်တယ်အဲ့ဒီတော့နိုင်ငံတကာဖိအားလေးနည်းနည်းရှိတာပေါ့ကွယ်ရှိတဲ့အတွက်ကြောင့်မလို့ကိုကရင်းထိုးသွားတယ်ကွယ်ဒါကြီးတော့မလုပ်ကြပါနဲ့နော်ငါရင့်ကျက်လာပြီရင့်ကျက်လာတဲ့အချိန်ကြားတဲ့ခါကျရင်မင်းတို့တော်တော်မှပြင်ပေါ့ဒါမျိုးတွေကိုသိဖို့ကြားတဲ့ခါကျမင်းကတော့လေးတန်းကြောင်းတန်းနဲ့တော့ပြင်လို့မရအောင်လှုပ်တော့အမတ်တွေမှာအရေးရှင်းရှိရမယ်အရေးရှင်းရှိမှသူမြင်မြင်စဉ်းစားနိုင်တယ်စဉ်းစားနိုင်တဲ့အခါကျတော့မှဒီဖွဲ့စည်းပုံအခြေခံအုပ်တွေကိုဘယ်လိုကောင်းအောင်လို့သူပြင်မလဲဆိုတာကိုသူပြီးပေါ်လာလိမ့်မယ်